တက်ပြီလားရွာလေးမတက်သေးပါဘူးရွာလေးတက်လာသေး ဟော view မတက်သေးရနော်ဟုတ်ရ တက်သေးတာအော်တက်လာပါပြီရွာလေးစတက်လာပါပြီ ဟောဆိုလို့ပါကဲ ရွာလေးစောင့်နေတာပါရှင့် ဆံပြုတ်ပူလေးဗျာဒါတွေကမနေ့ကျရင်တန်ကောင်တော်များတန်ကောင်တော်အပါ1150တော့ပါကျွန်တော်တို့ဆံပြုတ်ဖြစ်ပါတယ်တန်ကောင်တော်များ စက်သားဆန်ပြုတ် ဆံပြုတ်เนาะစက်သားဆံပြုတ်ပြီးအီဂျာကိုလည်းပါတယ်ကျွန်တော်ပြပြမယ်เนาะစက်သားဆံပြုတ်ဖြစ်ပါတယ်တန်ကောင်တော်ပါ1150အတွက်ကိုပြည့်နေပါเนาะဒီမှာဒီဘက်ကလာပြရတယ်ဒီဘက်ကလာပြလိုက်ပါเนาะသားဆန်ပြုတ်ပြည့်နှစ်ကလေးစက်သားနန်းချင်းနဲ့ပြုတ်ထားတာပါ စက်သားဆံပြုတ်ပြည့်လေးပါဗျာဒါနဲ့ nó share ပဲဗျ share ကဲအယူရီရစားဘူးတော့ဒီတဲ့ဟုတ်ကွာဆိုင်နေဒီကောင်တိုင်ပါလေဆောတော့ဟုတ်တယ်ဟုတ်တယ်ပြင်းနေတယ်တော့ဒါခုနကြက်ကနဲ့ကြိုင်တာနော်မ စက်သားနန်းချင်းလေးနဲ့ ဒါရှယ်ပဲနော်ကဲပြီးဒီမှာအီဂျာခွေးဗျာ စက်သားပြုတ်ထားတဲ့အချို့အရသာလေးနဲ့နော်အားကောင်းနေပါပြီဒါကြာကွေးကအကြာကွေးလာပါပါကြာကွေးလေး ဒါကျွန်တော် live မှာ ကြံသေးတယ်နော် ခဏတစ်ချက်ထုတ်စားယူတာဖြစ်ပါတယ်ပြီးကျွန်တော်ကဆိုတာနဲ့ UV ယူနေတော့ထိတ်နော်ဒါကကျွန်တော်ဒီမှာဒီလူရှင်တွေဒါမြင်တွေ့လို့ရအောင်ဒီထုတ်ကဒီမျိုးလိုရပြပါတယ်ပြီးကျွန်တော်တို့ကညနေနေညီနဲ့တော့မှဟိုကဆိုင်ရနေသွားပြပါတယ်ကျွန်တော်ခေါ်လာမှာတဲ့ဆိုင်တော့ပြီးဒီကြောက်ပြီးကိုထုတ်တာပါဟုတ်ဆိုအဲ့တော့မှကျွန်တော်လက်ဆက်တည်းရမှာနော်အဲကြောင့်ကျွန်တော်စက်တုံမိတ် စက်တုံမိတ် ဟိုဘက်ကစက်တုံဖြူကျော် စက်တုံဖြူကျော်နေနေနော်ကျွန်တော်တို့ဒီကြောက်ကိုမပိုင်စံပြောကစားအမျိုးလိုလိုခံစားရတယ်ပေါ့နော်ကျွန်တော်လည်းဗာလမ်းလက်သွားစားရင်တော့ဒီကြောက်ကိုပါမှာဒီကြောက်ကိုမရှိကစားအောင်ဒီကြောက်ကိုဆိုင်ပြီးစားလို့ကျွန်တော်နော်ဒီကြောက်ကိုပါတယ်တော့တန်တော်တွေဖုတ်ပေးတဲ့ခါမှာလည်းကိုလိုပဲကြိုက်ကြမှာများတယ်တော့လေဟိုရအောင်စီစဉ်ပေးရဖြစ်ပါတယ်။ကြောက်ကတည်းကသူ့တစ်ခါတည်းဆိုတော့ဆိုင်နေရမယ်ဆိုတော့ဆိုင်3ဆိုင်ပေါင်းပြီးမှာလာရှိပါတယ်။အဲဒီကြောက်ကခက်ခဲပါတော့ဆိုတန်ကတော့တပားကို6မိုးဖြစ်တဲ့အတွက်ဒါအမြဲလုံးဝကျွဲတော့ချောင်းကြီးထောင်ကျော်လောက်ကလာဖြစ်တဲ့အတွက်ပေါ့နော်။တစ်ခါတည်းဆိုင်နေရမရပါဘူး။ရရလေရ11这我们的养了，我们的上了嘛？OK。မနေ့တန်းကအပါ1150အတွက်မနေ့ဟာရာဆွန်းလေးဆမ်မြုပ်စက်သားဆမ်မြုပ်ဆွန်းလေးရဲ့ကြာကွေးလေးရဲ့ပြည့်စုံအောင်စီမံထားပါတယ်ရှင်ကျွန်တော်ဒီအလူရှင်ရှိပါတယ်မာတီအလူရှင်ကတော့ကျွန်တော်တို့နှစ်ဖက်တော့ဖိုးဖွားများနဲ့ကိုလုံသူ9နှစ်သားသမီးများအားလုံးနဲ့ဘဘ4နှစ်3လပြည့်နဲ့မဲမဲ19နှစ်ပြည့်တော်ရည်စု၍မိုးမိုးလိုက်စံကြောင်လင်းလင်းလက်လက်မိသားစုဩစတြေးလျမှာနေ၍5သိန်းချက်ကိုပြန်ပြပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီမှာရည်စုထားတာကျွန်တော်ပြန်ပြီးတော့ဖတ်ပြပါမယ်နှစ်ဖက်တော့ဖိုးဖွားများကိုလုံသူ9ရက်သားသမီးများ4နှစ်3လပြည့်တော်ဘဘ19နှစ်ပြည့်တော်မဲမဲတို့ရည်စုရလူနဲ့ဖြစ်ပါတယ်ခင်ဗျာထို့တဲ့ကြောင့်မိုးမိုးလိုက်စံကြောင်လင်းလင်းလက်လက်မိသားစုဤနှစ်ဖက်သောဖိုးဖွားများကိုလုံသူ9နှစ်သားသမီးများလွန်ခဲ့သည့်4နှစ်3လခန့်ကကိုလုံသောဘဘနှင့်19နှစ်ခန့်ကကိုလုံသောမဲမဲတို့ခင်ဗျာကိုလုံသူများရည်စု၍မနေ့ကျန်တန်ဃာတော်အပါအင်းစိန်မြို့နယ်မှာရှိတဲ့စာတင်သားတန်ဃာတော်တိလရှင်အပါ1150အတွက်အာယုံစွန်းကတ်လူတာပါတယ်ခင်ဗျာထို့တဲ့ကြောင့်ဤကုသိုလ်အများရရှိခံစားစားနေတဲ့အတွက်ဤစွန်းတော်သိရှိရာသာနာတော်ကြောရပါရန်တန်ဃာတော်များကိုစားဖန်ကြားပါတယ်ခင်ဗျာအကယ်၍ကိုလုံသူများနေပြီမကြားနိုင်မမြင်နိုင်တဲ့ဘုံရှိတဲ့ဘာကလည်းကြားနိုင်မြင်နိုင်အောင်ဝေမယမသာနာပိုင်းမြေဆောင်နဲ့ရေဆောင်နဲ့လေဆောင်နဲ့မိုးဆောင်နဲ့စောက်တင်နှကောင်းနေမှာတစ်စင်းကိုလုံသူများဤရင်ထတော်ကြွားပြီးတော့မြာတန်ရောက်နေတဲ့အတွက်သစ္စာစနာဖိတ်ကြားရပါရန်တန်ကောင်တွေများကိုစားဖန်ကြားပါတယ်ခင်ဗျာအကယ်၍ကိုလုံသူများနေပြီမကြုံလို့ဒီဘောကြီးဒီမှာကလည်း
ဤကုသိုလ်၏အစွမ်းကြောင့်ချက်ချင်းလည်းငင်းပင်ကျွတ်လွတ်နိုင်ပါစေကျွတ်လွတ်ပြီးသားဘုံဘွားကိုရောက်ရှိပြီးပါကလည်းရုပ်ရောက်တော့ဘုံဘွားမှာနေပြီးတော့သူစင်စင်မြင်တဲ့မြင်ကနောက်ဆုံးနေ့ဘက်ကိုစံတော်တော်ကောင်းဖြစ်နေပါစေကြောင်းဆုတောင်းမေတ္တာပို့တာပါခင်ဗျာဆိုတဲ့ကြောင့်နှစ်ပတ်တော်ဖို့ပါများကိုလုံးကျခေါ်တဲ့တာသမီများနဲ့ဘာဘာမေမေအားလုံးကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုနှစ်ပတ်တော်ဖို့ပါများကိုလုံးကျခေါ်တဲ့တာသမီများဘာဘာနဲ့မေမေတို့ကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုနှစ်ပတ်တော်ဟောပါများကိုရံကျခေါ်နေတဲ့သားသမီးများပါပါနဲ့မေမေတို့ကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုဆက်လက်ပြီးတော့ကျွန်တော်တို့ဓမ္မပီတိစိတ်နဲ့စပ်ပရိမိသားစုမှာနေပြီး3သိန်းခွဲကျပ်လူတန်းပါတယ်ခင်ဗျာဒါကကျွန်တော်တို့လူရဖြစ်ကုသိုလ်ဖြစ်ပါတယ်ဒါကျွန်တော်တို့မိသားစုရဲ့နေ့စဉ်လူရှင်ရှိတဲ့ရဲတွေဆိုရင်အခုလိုမျိုးလိုအပ်တဲ့ငွေကြေးကိုလိုလိုကျွန်တော်လှူဒါန်းဖြစ်ပါတယ်ဒါတရက်တရာမိသားစုဝင်တဲ့ကျွန်တော်မိသားစုအားဒါတနေ့စီလှူဒါန်းဖြစ်ပါတယ်ခင်ဗျာလူရှင်မရှိတဲ့နေ့ဆိုရင်လည်းကျွန်တော်တို့နဲ့တရက်တရာမိသားစုဝင်တဲ့တနေ့စီလှူဒါန်းနေရဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကျွန်တော်ဒီနေ့အလူအားဆိုရင်ကျွန်တော်အမြဲပြောခဲ့သလိုပဲကျွန်တော်မိသားစု၄ယောက်အပြင်ဝန်ထမ်းမိသားစုဝယ်ယူအားပေးကြသူတူတယောက်ချင်းစီရဲ့စုပေါင်းလူဆိုလဲသမားပါခင်ဗျာဆိုတဲ့ကြောင့်ကျွန်တော်မိသားစုတွေကွာဝယ်ယူအားပေးကြသူမိသားစုများဝန်ထမ်းမိသားစုများအားလုံးပဲစိတ်အဆန္ဒချင်းကိုယ်ကြီးကျမှပြည့်စုံပြီးရနာရှိရရနာလားရွှေရှိရရွှေလားစိတ်ရှိရစိတ်လာပြီးတော့စီပွားရေးများဒီရေလားသူလည်းကြည်ပါပါသေးကြောင်းဆုတောင်းမေတ္တာပို့တာပါခင်ဗျာဆက်လက်ပြီးတော့14ရက်10လ2024ခုနှစ်ကကိုလန်တော်ကွာလန်တူမိခင်ကြီးဒေါ်ယူလွင်အားကြီးစု၍ကျင်းရင်သူမိသားစုမှနေ၍တသိန်းကျပ်လူနာပြောတာခင်ဗျာဆိုတဲ့ကြောင့်လွန်ခဲ့သည့်နှစ်ပေါ့နော်14ရက်10လ2024ခုနှစ်ကကိုရိုနာတော့မိခင်ကြီးဒေါ်ယူလွင်ခင်ဗျာမိခင်ကြီးအားရည်သွေးကျင်းတူမိသားစုများမှနေမနေ့ပြန်တန်ကားတော်ပါ1150တော့အာယုံဆုံးကတ်လူပူဇော်ရပါတယ်ဆိုတဲ့ကြောင့်ဤကုသိုလ်အများရရှိခံစားသသားနိုင်တဲ့အတွက်ဣသရောချင်းရှာထောင်တော်ကြွားရပါယံတန်ကောင်တွေကိုစားပန်ကြပါခင်ဗျာအကယ်၍ကိုလွန်သူမိခင်ကြီးဒေါ်ယူလွင်နေဖြင့်မကြားနိုင်မမြင်နိုင်တဲ့ဘုံဘွားကိုရရှိနေမှာကလည်းကြားနိုင်နေအောင်ခွေမောင်ရမသောတာပိုင်းရေဆောင်နဲ့ရေဆောင်နဲ့လေဆောင်နဲ့မိုးဆောင်နဲ့စောက်ကြည့်နေကောင်းနေမှာတစ်စင်းကိုလွန်သူအားဤရန်ချာတော်ကြွားပြီးတော့အမြအတန်ရောက်နိုင်တဲ့အတွက်စစ်တကားစစ်နာဖိတ်ကြားပေးပါယံတန်ကောင်တွေကိုစားပန်စားပါခင်ဗျာကယ်၍ကိုလွန်နေဖြင့်မကျွတ်လို့ဒီဘုံဘွားကိုရရှိနေမှာကလည်းဤကုသိုလ်ကြီးဆွမ်းကြောင့်ချက်ချင်းလည်းငင်းပင်ကျွတ်လွတ်နိုင်ပါစေကျွတ်ပြီးသားဘုံဘွားကိုရောက်ရှိပြီးပါကလည်းရုံရုံတော့ဘုံဘွားမှနေ၍တစ်ဆက်စင်မြင်းနဲ့မြင်ကနောက်ဆုံးနေ့ဘက်ကိုစံတော်တော်ကောင်းဖြစ်နေပါစေကြောင်းဆုတောင်းမေတ္တာပို့တာပါခင်ဗျာကိုလန်သူမိခင်ကြီးဒေါ်ယူလွင်ကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုကိုလန်သူမိခင်ကြီးဒေါ်ယူလွင်ကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုကွာလွန်သူမိခင်ကြီးဒေါ်ယူလွင်ကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုဆက်လက်၍ဒေါ်မာလာဆန်စမ်းကြောင်းမှနေ၍တသိန်းကျပ်ပေါ့ဝင်တော့တယ်ခင်ဗျာဆိုတဲ့ကြောင့်လူတန်းပါတော့မာဒေါ်မာလာဆန်စမ်းကြောင်းနေတကွာမိသားစုအားလုံးပဲစိတ်ဆန္ဒချင်းကိုကြီးကျမပြည့်စွာဖြင့်ကျွန်တော်တို့ဒုဒမြကန်ဒီမြအရာခက်သိမ်းနိုင်လေအခက်ခဲတားဆီးမှန်များနာနေရမကြရကိုနှင်းမြမှာကြုံရပဲစီးပွားရေးညာဒီရေလားတိုးတက်ကြီးပွားပါစေကြောင်းဆုတောင်းမေတ္တာပို့တာပါခင်ဗျာရေနာရှိရရေနာလားရွှေရှိရရွှေလားစိန်ရှိရစိန်လာပြီးတော့မိမိတို့ရှေ့ဆက်မယ်အနာဂတ်ကြီးတဲ့ရှောင်းလိုက်လေအခက်ခဲတားဆီးများစီပိတ်ကြရဖို့ရေမင်းကတို့လွတ်စေပါပဲပါစေကြောင်းဆုတောင်းမေတ္တာပို့တာပါခင်ဗျာဒုဒမြအောင်ကြံနေမြစောင်းပြီးတော့နှလုံးစိတ်ကိုအေးချမ်းပါစေကြောင်းလဲဆုတောင်းမေတ္တာပို့တာပြပါတယ်နောက်ဆုံးနေ့ဖြင့်ညီမလေးမျက်မြင့်မိုးပိုင်စိုးနေညီလေးစောဇေယတုပိုင်စိုးမှဖိုးဖိုးဦးမြင့်စိုးတို့ကိုရည်စွဲ၍တာတာမိမိလေးတွေမှာ9000ကျပ်ထူတာပြပါတယ်ခင်ဗျာအဲဒါဆိုရင်ကျွန်တော်တို့ဖိုးဖိုးဦးမြင့်စိုးတက်ကိုရည်စွဲပြီးတော့ညီမလေးညက်ညစ်မိုးပိုင်စိုးနေညီလေးဇေယတုပိုင်စိုးနာမည်လေးသိစရာလေးနော်တော်တော်လေးပေးတတ်တယ်တော်တော်လေးလှပါတယ်ချစ်ဖို့လည်းကောင်းတယ်တက်တည်လည်းရှိပါတယ်ခင်ဗျာကျွန်တော်တို့နော်
ကြီးစုပြီးတော့ဖို့အတွက်ကိုဒါရေစုကုသိုလ်9000ကျပ်လူတန်းပေးပါတယ်ဒီလိုမျိုးအခုလို့လူတန်းပေးပါတယ်အတွက်လူတန်းပေးသွားတဲ့အတွက်လူငယ်ကြီးခင်များစွာကကိုရနာတော်ဖို့ဦးမြင့်ဆိုခင်ဗျာဖို့ဘွားရေစု၍ကျရင်တူညီမလေးနဲ့ညီလေးညီမလေးနဲ့တတမမီလေးတို့မှနေ၍မနေ့ပြန်သားကတော့အပါ1150တော့အာယုံဆုံးကောက်ထားပါတယ်ခင်ဗျာဆိုတဲ့ကြောင့်ဤကုသိုလ်များရရှိခံစားဆန္ဒနိုင်တဲ့တော့ဤစလုံးရဲ့ရှိတာသာတော်တို့ကြောက်ရပါရင်တန်ကောင်များကိုစားပန်ကြပါခင်ဗျာဖို့ဦးမြင့်ဆိုနေဖြင့်မကြားနိုင်အမြင်နဲ့ဘုံမော်ရှိတယ်မှာကလည်းကြားနိုင်မြင်နိုင်အောင်ကိုယ်မပြောသားပိုင်းငြိမ်းဆောင်နဲ့ရေးဆောင်နဲ့လေးဆောင်နဲ့မိုးဆောင်နဲ့စကြင်ကောင်းနဲ့ညံ့ညံ့ရွာတဲ့ဆင်းဖို့ဦးမြင့်ဆိုပါဤရင်ကြတော့ကြွားပြီးတော့အပြအတန်ရောက်နိုင်တော့ဒီစင်ကစင်တဲ့ဖိတ်ကြားရေးပါရန်တန်ကောင်များကိုစားပန်ကြပါခင်ဗျာအကယ်၍ဖို့ဦးမြင့်ဆိုနေတယ်မကျွတ်မလို့ဒီဘုံဘွားကိုရောက်ရှိနေပါကလည်းဤကုသိုလ်ဤဆွမ်းကြောင့်ချက်ချင်းလည်းငင်းမင်းကျွတ်လို့နိုင်ပါစေကျွတ်လို့ပြီးသားဘုံဘွားကိုရောက်ရှိပါကလည်းအခုရောက်ရှိတော့ဘုံဘွားမှာနေ၍တစင်စင်မြင်နေမြင်ကနောက်ဆုံးနိဗ္ဗာန်ကိုစောင်းဝင်တဲ့သူတော်ကောင်းဖြစ်နေပါသေးကြောင်းဆုတောင်းမြတ်တာပို့တာပေးပါခင်ဗျာဖို့ဦးမြင့်ဆိုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဖို့ဦးမြင့်ဆိုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဖို့ဦးမြင့်ဆိုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဆက်လက်ပြီးတော့ကျွန်တော်တို့ယနေ့ပြန်ခဲ့ကြတော့လူရှင်များ၎င်းတရားမြေတော်သူများ၎င်းဓမ္မပေဒီကစရည်တော်မှာစောက်ရေးတဲ့တွေ့တော့လူရှင်များ၎င်းဒီမိုဘိုင်းတော်တဲ့စရည်တော်မှာစောက်ရေးတဲ့ယနေ့ကြတွေ့တဲ့လူရှင်များအားလုံးကိုကျွန်တော်မေတ္တာပို့တာလိုက်ကြဘေးရခသိငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ဘေးရခသိငြိမ်းကြပါစေဘေးရခသိငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ဘေးရခသိငြိမ်းကြပါစေဘေးရခသိငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေသာဓုသာဓုသာဓုဆက်လက်ပြီးတော့ကြည့်နေတော့မိဘပြည်သူများကကျွန်တော်လေးတော့ကအီးမိုဘိုင်းစောလောင်းနေတဲ့ရှိကြကုန်တော့မိသားစုမြန်မာမီတို့ဖိတ်ကြောက်ရအမြတ်တမ်းပေးတော့ပုဂ္ဂိုလ်တိရိယာကျွန်တော်တို့ဖိတ်ကြောက်ရအမြတ်တမ်းပေးဝေလိုက်ကြအောင်ကျွန်တော်ဆိုရင်ကွယ်လွန်သွားတဲ့နှစ်ဖက်တော့ဖိုးဖွားများကိုဖိတ်ကြောက်ရအမြတ်တမ်းပေးမှနေပါတယ်ပြမေပြတဲ့ဝန်ရတော်ပေါင်းတို့ကိုကျမ်းမာကြစေဖို့ချမ်းသာကြမေတ္တာတရားများပို့တာလိုက်ကြအောင်လုံးစုံများစွာတရဝချမ်းသာကိုစိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေလုံးစုံများစွာတရဝချမ်းသာကိုစိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေလုံးစုံများစွာတရဝချမ်းသာကိုစိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေသာဓုသာဓုသာဓုသူမြင်တယ်ကွာကျွန်တော်ဒီနေ့လူတန်းခဲ့ကြဘူးတော့လူတန်းခဲ့ကြတော့ယေရှုပုဂ္ဂိုလ်သူတယောက်ချင်းစီရ၎င်းဤမိုဘိုင်းကျွန်တော်လူတန်းခဲ့ကြဘူးတော့ယေရှုပုဂ္ဂိုလ်သူတယောက်ချင်းစီရ၎င်းဤမိုဘိုင်းကျွန်တော်တရားစောင့်ရှောက်ပေးကြကုန်တော့ရုပ်စိုးနေမင်းကွာနှကောင်းနေများ၎င်းကျွန်တော်အားလုံးဒီကိုယ်ဆောင်နေများအိမ်ဆောင်နေများလမ်းဆောင်နေများမျိုးဆောင်နေများရွာဆောင်နေများတိုင်းပြည်ဆောင်နေများကဘာဆောင်နေများမြေဆောင်နေများရေးဆောင်နေများလေးဆောင်နေများမိုးဆောင်နေများကြောက်ဝါဆောင်နေများနေမင်းဆောင်နေများလာမင်းဆောင်သူဆောင်နေများအတူပါဖြင့်ကြားမြေမှာမေရှင်မင်းတာသနာဆောင်နေမင်းကြီးများသရုမိုင်းနေမင်းကြီးများလောကကိုဆောင်းရှောက်ပေးကြကုန်တော့လောကပါနေမင်းကြီးများဓမ္မမင်းကြီးများစေကြဝဠာမင်းများနောက်အထက်တီကိုဆောင်းရှောက်ပေးကြကုန်တော့နမင်းများနဲ့ကွာနှကောင်းနေများ၎င်းကျွန်တော်အားလုံးကစောင့်ရှောက်ပေးတဲ့ကြောင့်စောင့်ရှောက်ပေးတဲ့ကြောင့်တော့အဆောင်ရှောက်များနှကောင်းနေများ၎င်းကျွန်တော်မိသားစုပြန်လည်ပြုပြင်မှုများအမနာပဒမှုရှိနန်းဦးစီရင်အဆောင်ရှောက်များနှကောင်းများနန်းဦးစီဝင်းချင်ကအဆောင်ရှောက်များနှကောင်းနေများအားလုံးကိုကျွန်တော်မေတ္တာတရားများပို့တာပြီးကာလအမြအတန်ပြေဝေလိုက်ကြကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာ
အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာစွာဖြင့်ကုသိုလ်တရားများချုံတော်ညာချမ်းလေးပိုင်ဆိုင်နေပါစေကြောင်းဆုတောင်းမြတ်တာခင်ဗျာ